ယံဒုန်ဤမိတ်တင်စာကျမကောင်းသောဒိဋ္ဌမိတ်သည်၎င်းယံဝမင်္ဂလင်းစာကျမကောင်းဆိုးဝါသောအမင်္ဂလာသည်၎င်းအမနာဘောနှစ်သက်ပွဲမကောင်းသောယောတကုနတ္တတတောစအကျဉ်ငှက်ဆိုးတန်သည်၎င်းယောပမကောစာကျမကောင်းသောဂျိုစီဂျိုနှင်းသည်၎င်းအကန္တံနှစ်သက်ပွဲမကောင်းသောယံဒုတ်တုပိနှင်းစာကျမကောင်းသောအိမ်မက်ဆိုးသည်၎င်းအတ္တိရှိတတ်လေသေး၏တေတုမကောင်းဟုသမျှတို့သည်ဗုဒ္ဓ ानु ဘာဝေနာမြတ်စွာဘုရား၏တကုရှိန်သောအာနုဘော်တော်ကြောင့်ဝိနာတံဖရာတရားတန်ခါကိုအာယုံပြု၍နေသောမျိုးကောင်းသားမျိုးကောင်းသမီးမျိုးကောင်းသားမျိုးကောင်းသမီးတို့အတွေ့ကင်းစင်လွတ်မြောက်ခြင်းသို့အင်တူရောက်ကြပါစေကုန်သတည်းယံတုန်ဤမိတ်တင်စာခြင်းမကောင်းသောအတိန်မိတ်သည်၎င်းယံဝမင်္ဂလင်စာခြင်းမကောင်းဆိုဝါသောအမင်္ဂလာသည်၎င်းအမနာဘောနှစ်သက်ပွဲမကောင်းသောယောတကုဏတ္တတတောစာအကျဉ်ငယ်ဆိုးတန်သည်၎င်းယောပါပကောစာခြင်းမကောင်းသောဂျိုစီဂျိုနှင်းသည်၎င်းအကန္တံနှစ်သက်ပွဲမကောင်းသောယံဒုတ်တုပိနှင်းစာခြင်းမကောင်းသောအိမ်မက်ဆိုသည်၎င်းအတ္တိရှိတတ်လေသေး၏တေတုမကောင်းဟုသမျှတို့သည်ဓမ္မ ानु ဘာဝေနာတရားတော်တို့၏တကုရှိန်သောအာနုဘော်တော်တို့ကြောင့်ဝိနာတံဖရာတရားသံဃာကိုအာရုံပြု၍နေကြသောအမျိုးကောင်းသားမျိုးကောင်းသမီးတို့အတွက်ကင်းစင်လွတ်မြောက်ခြင်းသို့အင်တူရောက်ကြပါစေကုန်သတည်းယံတုန်ဤမိတ်တင်စာခြင်းမကောင်းသောအတိတ်မိတ်သည်၎င်းယံဝမင်္ဂလင်းစာခြင်းမကောင်းဆိုးဝါသောအမင်္ဂလာသည်၎င်းအမနာဘောနှစ်သက်ပွဲမကောင်းသောယောတကုဏတ္တတတောစာအကျဉ်ငှက်ဆိုးတန်သည်၎င်းယောပပကောစာခြင်းမကောင်းသောဂျိုစီဂျိုနှင်းသည်၎င်းအကန္တံနှစ်သက်ပွဲမကောင်းသောယံဒုတ်တုပိနှင်းစာခြင်းမကောင်းသောအိမ်မက်ဆိုသည်၎င်းအတ္တိရှိတတ်လေသေး၏တေတောမကောင်းဟုသမျှတို့သည်သံဃာ ानु ဘာဝေနာသံဃာတော်ရှင်မြတ်တို့ရဲ့တကုရှိန်သောအာနုဘော်တော်တို့ကြောင့်ဝိနာတံဘုရားတရားသံဃာကိုအာရုံပြု၍နေကြသောအမျိုးကောင်းသားမျိုးကောင်းသမီးတို့အတွက်ကင်းစင်လွတ်မြောက်ခြင်းသို့အင်တူရောက်ကြပါစေကုန်သတည်းတဗ္ဗေပိကျွမ်းမဲ့ဥသောလုံးစုံလည်းဖြစ်ကုန်သောပါဏိနောရှိသမျှတတ္တဝါဟုသမျှတို့သည်ဒုက္ခပတ္တမတော်တဆဒုက္ခသို့ရောက်နေကြကုန်သည်တမာနာဖြစ်ကုန်သည်ရှိသောနေဒုက္ခဖရာတရားသံဃာများ၏တကုရှိန်သောအာနုဘော်တော်ကြောင့်ဆင်းရဲဒုက္ခမရှိကြကုန်သည်ဝါဒုက္ခမှကင်းကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းပယပတ္တမတော်တဆဘေးဘယာသို့ရောက်၍နေကြကုန်သည်ရှိသောနိဗ္ဗာန်ဆံဘေးမရှိကြကုန်သည်လည်းဝန်တုဖြစ်ကြပါစေကုန်သတည်းတောကပတ္တဝမ်းနေခြင်းတည်းဟူသောတောကသို့ရောက်နေကြကုန်သည်ရှိသောနေသောကသံသောကမရှိကြကုန်သည်လည်းဝန်တုဖြစ်ကြပါစေကုန်သတည်းသဗ္ဗေဒေဝအလုံးစုံဤနေရာသို့ရောက်ရှိလာကြကုန်သောနတ်မြမအပေါင်းတို့သည်ဣတဝတ္တဤမြတ်တိုင်းရှိသောမကြာခဏရောက်၍နေရတဲ့အတိုင်းရှိဖြင့်အမေအသင်နတ်တို့နှင့်တကွဖြစ်သောငါတို့သည်တံပတံကောင်းစွာစုဆောင်စုပေါင်းထားပြီးသောပုညတံပတံကောင်းမှု၏ပြည့်စုံခြင်းကိုသဗ္ဗတံပတိတေရိယာလုံးစုံသောလောကီတံပတိလောကုတ္တရာတံပတိ၏ပြည်စည်းထမြောင်အောင်မြင်ခြင်းအကျိုးငှာတဗ္ဗေလုံးစုံကုန်သောတဗ္ဗေအလုံးစုံကုန်စင်သောနတ်မြမာတို့သည်အနုမောဒန္တုဝမ်းမြောက်ကြပါကုန်လောအာဂတံသောသောကပင့်ဖိတ်၍ရောက်လာကြကုန်သောဒေဝတာပရိတရားကိုနာဖို့ရန်ရှိသန်၍နေကြသောနတ်မြမာပေါင်းတို့သည်ဒါနံအလူဒါနကိုတရန္တုပေးလူကြပါကုန်လောတပ္ပရာအခါကသိသီလံမိမိတို့ရဲ့ဆိုင်ရာ၅ပါးသီလစသည်ကိုရကန္တုစောင့်ရှောက်ကြပါကုန်လောဘာဝနာပိရတာနေသဒုက္ခနတ္တသသောဘာဝနာပွားခြင်း၌မွေးလျော်ကြကုန်သည်ဟွန်တုဖြစ်ကြပါကုန်လော
ဒေဝတာစိုးစောကဖိမှန်၍ရောက်လာကြကုန်သောနတ်တို့သည်ကိစ္ဆန္တုကိုစီကိုငါကိုရေသသို့ပြန်နိုင်ကြပါစေကုန်သတည်းတဗ္ဗေဗုဒ္ဓဂင်္ဂဝလူသဲစုအများပွင့်တော်မူကြကုန်သောဘုရားရှင်ကိုယ်တော်တို့သည်ဗလပတ္တကာယဗလညာနာဗလသို့ရောက်တော်မူကြကုန်၏ဒေတံဗုဒ္ဓနံတို့ဘုရားရှင်တို့၏ဗလေနသာဉာဏ်တော်စွမ်းကြောင့်၎င်းဝါဉာဏ်တော်စွမ်းဖြင့်၎င်းပစ္စေကနံပစ္စေကဗုဒ္ဓရှင်မြတ်တို့၏ယံပလံအကျဉ်ဉာဏ်စွမ်းသည်အတ္တိရှိ၏တေနဗလေနဇာတို့ပစ္စေကဗုဒ္ဓတို့၏ဉာဏ်စွမ်းကြောင့်၎င်းဝါဉာဏ်စွမ်းဖြင့်၎င်းအရန္တနံဘုရားပစ္စေကဗုဒ္ဓမှာကျွင်းကြံသောယန္တာရှင်မြတ်တို့၏တေဇေနဇာတကုရှိန်သောအာနုဘော်တော်တို့ကြောင့်၎င်းဝါအာနုဘော်တော်တို့ဖြင့်၎င်းတပ္ပသောလုံးစုံသောအယမျက်နာတို့၌ရခံအဆောင်လျှောက်ကိုဗန္ဒာမိဖွဲ့စည်း၍ထားပါ၏တေနထိုဖွဲ့စည်း၍ထားခြင်းကြောင့်တပ္ပုပတ္တဝါလုံးစုံသောဘေးဥပါဒ်တို့သည်ဝိနာတံကင်းစင်လွတ်မြောက်ခြင်းသို့အင်းတူရောက်ကြပါစေကုန်သတည်းဣရဝါလူတို့နေရာမြို့ရွာဌာနဤလောက၌၎င်းဟုရံဝါနဂါကလုံးဖုံဖုံနေကြဟိုအောင်လောက၌၎င်းတကေတုဝါနတ်မြို့6လီပြမပြည်တို့၌၎င်းဝိတံပိတိအစွမ်းကိုစိတ်လန်း၍ဝမ်းပန်းကြည်သာနှစ်သက်စရာလည်းဖြစ်ပေထသောပဏိတံလောကီယာယရဏဝဲအသာဆုံးအမြတ်ဆုံးလည်းဖြစ်ပေထသောယံကိစီသက်ရှိသက်မဲ့ကျွမဲ့ဥသောလုံးစုံသောယံရတနံဥစ္စာရှင်တို့သုံးဆောင်မှုလင်နှိမြို့ဝေယအကျဉ်ယရဏသည်အတ္တိရှိကံလျောက်ဘုံကံတောက်ကဝမ်းမြောက်ဖွယ်ရာထင်ရှားရှိပါပေ၏ဣထာနှစ်သက်ရွှင်လန်းပီတိဖြံဖို့သိမ့်တန်ကလေးထွေထွေသောဤယရဏတို့တွင်တထာဂတိနာသုံးလူတို့တာမြတ်ဖရာနှင့်တမန်တန်းတူထား၍ရှုစားလောက်စွာတစုံတကူသောယရဏသည်နာနောအတ္တိနတ္တိဧဝအကြောင်းကိုကြည်အကျိုးကြည်လဲမရှိဧကံအမှန်ပင်ဖြစ်ပါတော့တည်းဣရမိဗုဒ္ဓေသုံးလူတို့တာဤငါတို့မြတ်စွာဘုရားသည်လည်းပဏိတံလောကီဥစ္စာယရဏထက်ကဲသာမြတ်မွန်တုပက်လွန်သောရတနံယိုသေးလေးမြတ်စည်းကပ်ဖို့ရာယရဏတဆုဖြစ်တော်မူပါ၏ဣဒေနသစ္စေနာမင်္ဂလာစွာဤဝစီသစ္စာကြောင့်ပါဏိနံဘိယံခတ်သိမ်းအင်းငိမ့်ကြလိုမြားလူဘို့တို့အားသုဝတိတင့်တယ်ဖို့ရန်အတန်တန်နှင့်ဘိယံခတ်သိမ်းအင်းငိမ့်ခြင်းသည်ဟောတုကိုစင်စစ်မသွေဖြစ်ပါစေတည်းဣဒဝါလူတို့နေရာမြို့ရွာဌာနဤလောက၌၎င်းဟုရံဝါနဂါကလုံးဖုံဖုံနေကြဟိုအောင်လောက၌၎င်းတကေတုဝါနတ်မြို့6လီပြမပြည်တို့၌၎င်းဝိတံပိတိအစွမ်းကိုစိတ်လန်း၍ဝမ်းပန်းကြည်သာနှစ်သက်เสียလည်းဖြစ်ပေထသောပဏိတံလောကီယာယရဏဝေအသာဆုံးအမြတ်ဆုံးလည်းဖြစ်ပေထသောယံကိစီသက်ရှိသက်မဲ့ကျွမ်းမဲ့ဥသောအလုံးစုံသောယံရတနံဥစ္စာရှင်တို့သုံးဆောင်ဖို့လင်နှမြို့ဝေယအကျဉ်ယရဏသည်အတ္တိရှိကံလျောက်ဘုံကံတောက်ကဝမ်းမြောက်ဖွယ်ရာထင်ရှားရှိပါပေ၏ဣထာနှစ်သက်ရွှင်လန်းပီတိဖြံဖို့သိမ့်တန်ကလေးအထွေထွေသောဤယရဏတို့တွင်ဓမ္မေနာတရားတော်မြတ်နှင့်တမန်တန်းတူထား၍ရှုစားလောက်စွာတစုံတကူသောယရဏသည်နာနောအတ္တိနတ္တိဧဝနာနောအတ္တိနတ္တိဧဝအကြောင်းကိုကြည်အကျိုးကြည်လည်းမရှိကံမှန်ပင်ဖြစ်ပါပေတော့တည်းဣရမိဓမ္မေဤငါတို့တရားတော်မြတ်သည်လည်းပဏိတံလောကီဥစ္စာယရဏတဲ့ကဲသာမြတ်မွန်တုပဲလွန်သောရတနံယိုသေးလေးမြတ်စည်းကပ်ဖို့ရာယရဏတဆုဖြစ်တော်မူပါ၏ဣ
ဣတေနာသစ္စေနမံကလစွာဤဝစီသစ္စာကြောင့်ပါဏိနံဘိယံခသိအင်းငိမ့်ကြလို့မြတ်လူဘို့တို့အားသူအထိတတဲ့ဘုယံအတန်တန်နှင့်ဘိယံခသိအင်းငိမ့်ခြင်းသည်ဟောတုကိုစင်စစ်မသွေဖြစ်ပါစေတည်းဣဒဝါလူတို့နေရာမြို့ရွာဌာနဤလောက၌၎င်းဟုရံဝါနဂါကလုံးဘုံဘုံနေကြဟူအောင်လောက၌၎င်းတကေတုဝါနတ်မြို့6လေးပြမပြည်တို့၌၎င်းဝိတံပိတိအစွမ်းကိုစိတ်လန်း၍ဝမ်းပန်းကြည်သာနှစ်သက်เสียလည်းဖြစ်ပေထသောပဏိတံလောကီရာယရဏဝေအသာဆုံးအမြတ်ဆုံးလည်းဖြစ်ပေထသောယံကိစီသက်ရှိသက်မဲ့ကျွမဲ့ဩသောလုံးစုံသောရံယံရတနဥစ္စာရှင်တို့သုံးဆောင်ဖို့လင်နိမြို့ဝေယချင်းယရဏသည်အတ္တိရှိကံလျောက်ဘုံကံတောက်ကဝမ်းမြောက်ဖွယ်ရာထင်ရှားရှိပါပေ၏ဣထာနှစ်သက်ရွှင်လန်းပိဋိဖြံမို့သိမ့်သန်းကြရေထွေထွေသောဤယရဏတို့တွင်တံဂေနာသံဃာတော်မြတ်နှင့်တမန်တန်တူထ၍ရှုစားလောက်စွာတစုံတကူသောယရဏသည်နာနောအတ္တိနတ္တိဧဝအကြောင်းကိုကြည့်အကျိုးကြည့်လဲမရှိကံမှန်ပင်ဖြစ်ပါပေတော့တည်းဣရမိတံခေဤငါတို့တန်ဃာတော်မြတ်သည်လေပဏိတံလောကီဥစ္စာယရဏတဲ့ကဲ့သာမျက်မွန်တူဖက်လွန်သောရတနံယုတိလေးမြတ်စည်းကပ်ဖို့ရာယရဏတစုဖြစ်တော်မူပါ၏ဣဒေနာသစ္စေနာမံကလစွာဤဝစီသစ္စာကြောင့်အာနိနံဘိယံကတိအင်းငိမ့်ကြလို့မြတ်လူဘို့တို့အားသူအထိတင့်တယ်ဘုယံအတန်တန်နှင့်ဘိယံကတိအင်းငိမ့်ခြင်းသည်ဟောတုကိုစင်စစ်မသွေဖြစ်ပါစေတည်းတဗ္ဗမင်္ဂလံလုံးစုံသောကောင်းကျိုးချမ်းသာမင်္ဂလာသည်ဘဝတုဖြစ်ပါစေတည်းတဗ္ဗဒေဝတာလုံးစုံသောသမ္မာဒေဝအပေါင်းနှကောင်းနှမြတ်တို့သည်ရက္ခဏုအမြဲမပြတ်စောင့်ကြလျက်ရှိကြပါစေကုန်သတည်းတဗ္ဗဗုဒ္ဓနုဘဝေနဂင်္ဂဝလူသဲစုအမြဖွင့်တော်မူကြကုန်သောအလုံးစုံသောဘုရားရှင်တို့၏တကုတိန်တကုရှိန်သောအာနုဘော်တော်ကြောင့်တေတို့ဘုရားတန်ခါတေတို့ဘုရားတရားတန်ခါကိုကိုးကွယ်စည်းကပ်၍နေကြကုန်သောဥပါဒကဥပါတိကာမတို့သည်တရာအခါခသိဒုက္ခိကိုရောစိတ်ပါကျမ်းမာချမ်းသာခြင်းရှိကြကုန်သည်ဘဝန္တုဖြစ်ကြပါစေကုန်သတည်းတဗ္ဗမင်္ဂလံလုံးစုံသောကောင်းကျိုးချမ်းသာမင်္ဂလာသည်ဘဝတုဖြစ်ပါစေတည်းတဗ္ဗဒေဝတာလုံးစုံသောသမ္မာဒေဝအပေါင်းနှကောင်းနှမြတ်တို့သည်ရက္ခဏုအမြဲမပြတ်စောင့်ကြလျက်ရှိကြပါစေကုန်သတည်းတဗ္ဗဗုဒ္ဓနုဘဝေနဂင်္ဂဝလူသဲစုအမြပွင့်တော်မူကြကုန်သောအလုံးစုံသောဘုရားရှင်တို့၏တကုရှိန်သောအာနုဘော်တော်ကြောင့်တဗ္ဗဓမ္မာနုဘဝေနအလုံးစုံသောဘုရားရှင်ကိုယ်တော်မြတ်တို့ဟောပြောပြသဆုံးမတော်မူအပ်သောပိဋကသုံးပုံနှင့်တကွမတရားဘုရားနိဗ္ဗာန်တရားတော်မြတ်၏တကုရှိန်သောအာနုဘော်ကြောင့်တေထိုယရဏသုံးပါးကိုကိုးကွယ်စည်းကပ်ကြကုန်သောဥပါဒကဥပါတိကာမတို့သည်တရာအခါခသိင်ဒုက္ခိကိုရောစိတ်ပါကျမ်းမာချမ်းသာခြင်းရှိကြကုန်သည်ဘဝန္တုဖြစ်ကြပါစေကုန်သတည်းတဗ္ဗမင်္ဂလံလုံးစုံသောကောင်းကျိုးချမ်းသာမင်္ဂလာသည်ဘဝတုဖြစ်ပါစေတည်းတဗ္ဗဒေဝတာလုံးစုံသောသမ္မာဒေဝအပေါင်းနှကောင်းနှမြတ်တို့သည်ရက္ခဏုအမြဲမပြတ်စောင့်ကြလျက်ရှိကြပါစေကုန်သတည်းတဗ္ဗတံဃာနုဘဝေနလုံးစုံသောဘုရားရှင်တို့၏တာဝကများ၏တကုရှိန်သောအာနုဘော်တော်ကြောင့်တေထိုဘုရားတရားသံဃာကိုကိုးကွယ်စည်းကပ်၍နေကြသောဥပါဒကဥပါတိကာမတို့သည်
တရာအခါခတ်သိမ်းဒုက္ခိကိုရောစိတ်ပါကျမ်းမာချမ်းသာခြင်းရှိကြကုန်သည်ဘဝန္တုဖြစ်ကြပါစေကုန်တည်းမဟာကရုဏီကောကြီးကျယ်မြင့်မြတ်သောကရုဏာရှင်ဖြစ်တော်မူသောနာထောတတ္တဝါတို့၏ကိုယ်ဝေယဖြစ်တော်မူသောမြတ်စွာဘုရားသည်တဗ္ဗပါဏိနံလုံးစုံသောတတ္တဝါတို့၏ဟိတာယလောကီလောကုတ္တရာဇီဝချမ်းသာအကျိုးငှာတဗ္ဗပါရမီဒါနသီလစသည်ဥဒ္ဒုံအလုံးစုံသောပါရမီတော်တို့ကိုပုရိတဝါဖြစ်ခြင်းတော်မူပြီး၍ဝါဖြစ်ခြင်းတော်မူပြီးမှဥဒ္ဓမံတံဘောဒိအမြတ်ဆုံးသောတပ္ပညုတဉာဏ်တော်သို့ပတ်တော်ရောက်တော်မူကြရလေပြီဧဒေနာသစ္စာဝိဇေနာဤမှန်ကန်သောသစ္စာစကားကြောင့်တေတို့မြတ်စွာဘုရား၏ပါရမီတော်တို့ကိုယုံကြည်ကိုးစားအားထား၍မိမိကိုယ်တိုင်ပင်ပါရမီကိုဖြည့်ကျင့်နေသောဒါယကဒါယိကာမအားတပ္ပရာနေယောညင်ပါဘေခမပြတ်အခါခတ်သိမ်းသုတိပါရမီဖြစ်ဖို့ရန်ကျမ်းမာချမ်းသာခြင်းသည်ဟောတုစင်စစ်မသွေဖြစ်ပါစေတည်းဘောရိယာမူလီဘောရိပိအရင်၌တကြနံတာကိဝင်းမင်းသားတို့၏နန္ဒီဝတ္တနောနှစ်သက်ခြင်းကိုတိုးဝါစေရသောတိဋ္ဌထမင်းသားငါတို့မြတ်စွာဘုရားသည်ဇေယံတို့ယထအောင်တော်မူတဲ့ကဲ့သို့ဧဝမေဝဤအတုသာလင်တေသင်ဤဇယောအောင်ခြင်းသည်ဟောတုဖြစ်ပါစေတည်းဇေယမင်္ဂလေးအောင်သူအပေါင်းတို့စုပေါင်း၍နေရမင်္ဂလာပွဲကြီးသဘင်၌တွန်းသင်တယောက်သည်လည်းပဲဇေယသူအောင်ပွဲတွင်အပါဝင်ဖြစ်၍အောင်မြင်နိုင်ပါစေတည်းတဗ္ဗဗုဒ္ဓနံအလုံးစုံသောဘုရားရှင်တို့၏အဘိသေကေဗုဒ္ဓအဘိသေကခံယူရာဌာနဖြစ်သောပုထုဝိပုတ်ကလေးတင့်တယ်လာပင်ကောင်းမြတ်သောမြေဖြစ်သောတည်သေးမြေ၏ဥဒိတ်တဝဲဖြစ်သောအပရာဇိတပလင်ကေတစုံတယောက်များမအောင်အပ်မအောင်နိုင်သောအပရာဇိတပလင်တော်၌ပတ်တော်အမြတ်ဆုံးအထုဆုံးဖျားဖြစ်သို့ရောက်တော်မူသည်ဖြစ်၍ပမောဒိတိယထာဝမ်းမြောက်ဝမ်းသာဖြစ်တော်မူရတကဲ့သို့တထာထုအတူတွန်ပြီးမြတ်စွာဘုရား၏တပ္ပညုတဉာဏ်ကိုယုံကြည်အားကိုး၍နေသောသင်္ဒါယကဒါယိကာမသည်လည်းပမုဒ္ဒတုပမုဒ္ဒတုမြတ်စွာဘုရားဖြစ်ခြင်းက၌ဝမ်းမြောက်တကဲ့သို့မိမိမှာရရှိသောပါရမီအတွက်ဝမ်းမြောက်ဝမ်းသာဖြစ်နိုင်ပါစေတည်းသူနကတံကုသိုလ်ကောင်းမှုအစုစုကိုပြု၍နေသည့်အတွက်ကြောင့်ကောင်းမြတ်သောနဂတ်သမင်သည်လည်းဟောတုဖြစ်ပါစေတည်းသူမင်္ဂလံသူစရိုက်တို့ကိုနေရောညရောနနရောပြုနေသည့်အတွက်ကောင်းသောမင်္ဂလာသည်ဟောတုဖြစ်ပါစေတည်းသုဘဘာတံအိယာမထားသည်ရှိသောကောင်းသောမေတ္တာဘာဝနာဖြင့်အိယာမထားသည့်အတွက်ကောင်းသောမိုးသောအလင်းသို့ရောက်ခြင်းသည်ဟောတုဖြစ်ပါစေတည်းသူဥထိတံအိယာမထားသည်ရှိသောသူတော်ကောင်းစိတ်ဖြင့်ထားရသည့်အတွက်ကြောင့်ကောင်းသောအိယာမထားခြင်းသည်ဟောတုဖြစ်ပါစေတည်းဒုက္ခနောဘယ်ချိန်ဘယ်ခါမဆိုကောင်းသောစေရနာကိုချီးဖြစ်စေ၍နေသောကြောင့်ကောင်းသောခဏသည်ဟောတုဖြစ်ပါစေတည်းသူမှုဟုတ်တော်ဘယ်ချိန်ဘယ်ခါမဆိုကောင်းသောစိတ်ကိုသာထား၍နေခြင်းကြောင့်ကောင်းသောမှုဟုတ်သည်ဟောတုဖြစ်ပါစေတည်းဗျမစာရီသူမြတ်သောအကျင့်ကိုကျင့်၍နေကြသောသူတော်မြတ်တို့၌သူရိတ်ထံကောင်းသောပူဇော်ခြင်းကောင်းသောလူဒန်းခြင်းသည်ဟောတုဖြစ်ပါစေတည်းပရဂိဏံအပြစ်ကင်းလာကောင်းမြတ်သောကာယကမ္မံကာယငံသည်ဟောတုဖြစ်ပါစေတည်း
ပရဂိနံအပြည့်ကလကောင်းမြတ်သောဝါစာကမ္မံဝစီကံသည်ဟောတုဖြစ်ပါစေတည်းပရဂိနံအပြည့်ကလကောင်းမြတ်သောမနောကမ္မံစိတ်နှင့်စိတ်ထားဟုသောမနောကံသည်ဟောတုဖြစ်ပါစေတည်းပဏိရိယောမိမိစိတ်ကိုထားခြင်းဆုတောင်းခြင်းတို့သည်လည်းပရဂိနာအရာရာ၌ကောင်းကုန်သည်ချီသာဟွန်တုဖြစ်ကြပါစေကုန်သတည်းပရဂိနာနီအကောင်းအမွန်ဟူသမျှတို့ကိုကတ္တဝနာပြု၍ပရဂိနေကောင်းမြတ်ကုန်သောအတ္ထေစီးပွားအကျိုးတို့ကိုလဗန္တိသူသူငါငါရနိုင်ကြလေကုန်၏အထလထရအပ်ပြီးသောအကျိုးစီးပွားရှိကြကုန်သည်ဖြစ်၍တေထိုမျိုးကောင်းသားမျိုးကောင်းသမီးတို့သည်ဒုက္ခိတာကိုယ်စိတ်နှပြချမ်းသာရကုန်သည်ဟုတ်တော်ဝါဖြစ်၍ဗုဒ္ဓသာသနာမြတ်စွာဘုရား၏သာသနာတော်၌ဝိရုံလာစီပင်ပြပွားကြကုန်လျက်သဟတပိညာတိပိဆွေမျိုးအလုံးတို့နှင့်တကွအာရောဂအနာယောဂကင်းကြကုန်သည်ဒုက္ခိတာကိုယ်စိတ်နှပြချမ်းသာကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းပုဗ္ဗနာသုတ်တံပုဗ္ဗနာသုတ်ပရိတောတိအာရောဂထာယယောဂကင်းရှင်းကျမ်းမာခြင်းကျိုးငှာနောအမကံပုဗ္ဗနာသုတ်ကိုရွတ်ဆိုနာယူကြသည်အကျွန်ုပ်တို့နှင့်တကွာတရားချစ်ခင်သူတော်စင်ပေါင်းတို့အားရကတုနိညာမသွေဆောင်းရှောက်ပါစေတည်းပုဗ္ဗနာသုတ်တံပုဗ္ဗနာသုတ်ပရိတောတိမင်္ဂလာတရားကောင်းခြင်းမင်္ဂလာပြားပြားတို့ဖြစ်လာစေခြင်းကြုံငါနောအမကံပုဗ္ဗနာသုတ်ကိုရွတ်ဆိုနာယူကြသည်အကျွန်ုပ်တို့နှင့်တကွာတရားချစ်ခင်သူတော်စင်ပေါင်းတို့အားရကတုနိညာမသွေဆောင်းရှောက်ပါစေတည်းပုဗ္ဗနာသုတ်တံပုဗ္ဗနာသုတ်ပရိတောတိအန္တရာယဝိနောဒနာထာယတွင်ပါအန္တယံသွဲသွဲတို့မညီတွယ်အောင်အန္တယံဝုသမြာကိုပယ်ပြောက်ခြင်းကြုံငါနောအမကံပုဗ္ဗနာသုတ်ကိုရွတ်ဆိုနာယူကြသည်အကျွန်ုပ်တို့နှင့်တကွာတရားချစ်ခင်သူတော်စင်ပေါင်းတို့အားရကတုနိညာမသွေဆောင်းရှောက်ပါစေတည်းသာဓုသာဓုသာဓုအကျွန်ုပ်တို့သည်ယနေ့ယခုဤချိန်ကာလသမယ၌ဖျားဟောဘောဒေသနာတော်များကိုညံမိသမျှရွတ်ဖတ်လျက်ဖျားတရားတန်ခါယရဏမြတ်သုံးပါးကိုပူဇော်ကြောပါကုန်၏ဤသစ္စာစကားမှန်ပါ၏ဤသစ္စာစကားမှန်ပါ၏ဤသို့မှန်ကန်သောဝစီသစ္စာစကားကိုမျက်စွာရလေသောကြောင့်အကျွန်ုပ်တို့နှင့်တကွာတရားချစ်ခင်သူတော်စင်ပေါင်းတို့၏ကိုယ်တွင်ကိုယ်ပါအိမ်တွင်အိမ်ပါဆိုင်တွင်ဆိုင်ပါကျောင်းတွင်ကျောင်းပါရွာတွင်ရွာပါယာတွင်ယာပါလယ်တွင်လယ်ပါမြို့တွင်မြို့ပါနိုင်ငံတွင်နိုင်ငံပါလုပ်ငန်းတွင်လုပ်ငန်းပါနထာနာတို့၌ဘိယံကသိင်ကင်းပြောင်းငြိမ်၍ကိုယ်စိတ်နှပြချမ်းသာချမ်းသာလျက်သူတော်ကောင်းတရားတို့ကိုပွားများအားထုတ်နိုင်သူများဖြစ်ကြပါစေသာမဟာသမယသုတ်မဟာအာတာနာတိယသုတ်ဥပ္ပါဒသန္တိဒေသနာတော်တို့၌ပါရှိသောနန္ဒကားကလုံးသူရာပြမာတို့ကိုအမှုထား၍ကျွမ်းမဲ့ဥဒ္ဒုံအလုံးကုန်သောတတ္တဝါပေါင်းတို့သည်ကိုယ်စိတ်နှပြချမ်းသာကြပါစေဆင်းရဲကတိမှကင်းငြိမ်းလွတ်မြောက်ကြပါစေကောင်းကျိုးလိုရာဆန္ဒပြေဝကြပါစေကျွန်ုပ်တို့သည်မိဘဆရာသမားများပညာရှိသူတော်ကောင်းများအရိယာသူတော်စင်များမဟာသမယသုတ်မဟာဒါနတိယသုတ်ဥပ္ပါဒသန္တိဒေသနာတို့၌ပါရှိသောနန္ဒကားကလုံးသူရာပြမတို့ပို့လို့အပ်သည့်မေတ္တာဓာတ်ကိုလည်း
အာထာကြည်ပြုခံယူပါကုန်၏ကျွန်ုပ်တို့ဤယနေ့ယခုဘုရားဟောဘောဒေသနာတော်များကိုဉာဏ်မိသမျှရွတ်ဖတ်ပူဇော်ရခြင်းဓမ္မဒေသနာကုသိုလ်ဖို့ပါကကိုမိဘဆရာသမားများဆွေမျိုးသားချင်းတို့အား၎င်းအကျွန်ုပ်တို့ကိုစောင့်သည့်ကိုယ်ဆောင်နှင့်တကွပိပိသဖြင့်တရားနာလာရောက်ကြကုန်သောနတ်ပေါင်းတို့အား၎င်းမဟာသမယတုတ်မဟာအာဒါနာတိယတုတ်ဥပ္ပါဒတန္တိဒေသနာတော်တို့၌ပါရှိသောနန္ဒကကလုံးသူရမြမတို့အား၎င်းလောကစောင့်နှံသာသနာတော်စောင့်နှံဖျားစီရီစောင့်နှံတရားနမင်းမိုးနမင်းယမမင်းအစရှိကုန်သောမြင်ရမမြင်ရသောတတ္တဝါများအား၎င်းဘဝတန်ရာဆက်ဆက်မှဆွေမျိုးပေါက်ပေါ်တော်ဆက်ဖူးကုန်သောဆွေအောင်မျိုးအောင်ဘိုးအောင်ဘွားအောင်ဝေမာနိကပြိတ္တာပေါင်းတို့အား၎င်းအထူးအဖြင့်ဤနေရာဤဌာန၌ရှိကြကုန်သောမကျွတ်မလို့သေးကုန်သောကျွတ်လို့လွတ်လို့ကြကုန်၍အမြအဝေသံကိုနားထောင်နေကြကုန်သောပုဂ္ဂိုလ်အလုံးတို့အား၎င်းအကျွန်ုပ်တို့ကိုဤချင်းနေရောက်အောင်မြင့်တင်ပေးခဲ့ကြကုန်သောယေရှုအတူကြီးမားတော်မူခဲ့ကြကုန်သောပြန်လွန်တော်မူပြီးခဲ့ကြကုန်သောဥပိ္ပဇေဆရာတော်နေသီခံဆရာတော်ပရိယတ္တိဆရာတော်ပฏิပတ်တိဆရာတော်သမတော်ကြီးများပေါင်းတို့အား၎င်းကုသိုလ်အမြပေးဝေငှပါ၏ကုသိုလ်အမြပေးဝေငှပါ၏သာဓုသာဓု၍ခေါ်ဆိုကြလျက်ကုသိုလ်အမြယူကြပါကုန်လောအကျွန်ုပ်တို့သည်လည်းကုသိုလ်ရှင်ကောင်းမှုရှင်တို့ပြုလုပ်အထုတ်ပေးဝေအပ်သောကုသိုလ်ကောင်းမှုအဖို့ပါကကိုဝမ်းမြောက်နှုမောသာဓုခေါ်ဆိုကြပါကုန်၏ကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓု